ဒီအရာ6ခုကိုလုံးမယ်ဆိုရင်လူတွေမှန်းမိလောက်အောင်တိုးတက်ပြောင်းလဲလာပါလိမ့်မယ်ဆိုရှယ်မီဒီယာ15မိနစ်ထက်ပုံမသုံးပါနဲ့သူတို့ဘာရဲ့ဘဝကိုကြည့်ပြီးအားကြတာစိတ်သက်ကြတာတွေရောနဲ့သွားပါမယ်အရေးကြီးတဲ့အလုပ်တွေအတွက်အာရုံစူးစိုက်ရင်ပိုရလာပါလိမ့်မယ်နံပါတ်1တနေ့တနာရီပညာရဲ့အသေးသင်ယူပါကိုယ့်ရဲ့အရေးရှင်းကိုနေ့စဉ်မြင့်တင်နေတာဖြစ်ပါတယ်တနေ့ကြာတဲ့အခါသူများထက်ရှင်းလန်းပေါင်းများစွာတာလွန်နေပါလိမ့်မယ်နံပါတ်3စင်ကြေမပေးပါနဲ့အချိန်မရှိလို့မိုးရွာနေလို့စတဲ့အကြောင်းပြချက်တွေမပေးဘဲကိုယ့်ဘဝအတွက်ကိုယ်တိုင်တာဝန်ယူမှုရှိလာစေပါတယ်ဒါကခေါင်းဆောင်ကောင်တယောက်ရဲ့စိတ်သက်ပါနံပါတ်4နေ့စဉ်10မိနစ်လေ့ကျင့်ခန်းလုပ်ပါခန္ဓာကိုယ်ကျန်းမာမှာဦးနောက်ကကောင်းကောင်းအလုပ်လုပ်နိုင်မှာပါတနေ့တာလုံးလမ်းစမ်းတက်ကြွနေစေဖို့ကူညီပေးပါလိမ့်မယ်နံပါတ်5တနေ့ကိုတနာရီခန့်တရားထိုင်ပါစိတ်ဖိစီးမှုတွေကိုရှော့ချပေးပြီးတော့စိတ်ကိုတည်ငြိမ်စေပါတယ်ဆုံးဖြတ်ချက်ချတဲ့အခါမှန်ကန်ပြတ်သားမှုရှိလာစေပါတယ်နံပါတ်6နေ့စဉ်စာဆယ်မျက်နှာဖတ်ပါတနေ့10မျက်နှာဆိုတာနဲတဲ့ထင်ရပေမဲ့တနေ့ဆိုရင်စားပေါ်များစွာဖတ်ပြီးသားဖြစ်နေပါလိမ့်မယ်အတွေးခေါ်နဲ့ဘူးပရာကိုဖြည်းဖြည်းချင်းတိဆောက်ယူတာပဲဖြစ်ပါတယ်